ကိုကြီးကစေအဖွဲ့များအနေနဲ့မြေသည့်အဖွဲ့အစည်းကိုမဆိုတိကျလွတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့အစည်းများဖြစ်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာဖြစ်တာကိုလည်းမူဝါဒတရားအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များနဲ့ပြည်လဲမိမိတို့သက်ဆိုင်ရာနယ်မြေများကို ငလင်တန်သည့်ဒေသတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံးခွင့်ပြုချက်တောင်းခံမှုလိုအပ်ပြီးစစ်ကောင်စီလက်အောက်ခံဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့ဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းကဧပြီလ9ရက်နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလင်တုံ့ပြန်ရေးအစည်းအဝေးပွဲမှာပြောခဲ့တာပါလက်ရှိမြေပြင်မှာလည်းကူညီကယ်ဆယ်ရေးသမားတွေကမြန်မာနိုင်ငံနေရာနှံ့ကနေရောက်ရှိလာကြတာဖြစ်ပြီးအကြောင်းကြားသတင်းပို့ထားပြီးတာတောင်ခွင့်ပြုမိတ်မရသေးလို့ကူညီကယ်ဆယ်ရေးတွေမလုပ်နိုင်သေးတဲ့အဖွဲ့တွေရှိနေကြောင်းကိုမန္တလေးနဲ့စကိုင်းမှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့အသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။ရှောင်းဝီကယ်ဆယ်ရေးဖွဲ့တွေကတော့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တိုင်းုံသတင်းပို့ပါ။ဖွဲ့ရောက်ပြီ equipment ဘယ်လောက်ပါတယ်လူအင်အားဘယ်လောက်ပါတယ်ကျွမ်းကျင်ဘယ်လောက်ရှိတယ်ဆိုတာပေါ့လေ။အဲ့ဒီအပြီးမှသူတို့ကလောက်ကွက်ချပြီးတာ။သူတို့လွတ်တဲ့နေရာကိုတွားတာပေါ့။ဒါပေမဲ့အဲ့လိုမျိုးလွတ်တဲ့နေရာကိုကယ်ဆယ်ရေးဝင်ဖို့ကလည်းခက်တယ်။ခက်တယ်အင်မတန်ခက်တယ်။ဘာလို့ဆိုတော့အပလူကတောင်းတော့မဲ့လောက်ွက်တွေကိုဗျာတခါတည်းမထည့်ပေးဘူးဗျာဒီလားသူကအချိန်ဆွဲထားတာလေတော့ရှိတယ်ဗျာဒီလားကျွန်တော်တို့ဒီလေလောက်ကန်ရတော်တော်ခက်တယ်ကဲသေးသမားတွေရောက်နေပြီးတော့ဘာမှမလုပ်ရဘဲနဲ့ငေါတို့ထိုင်နေရတဲ့လူတွေအများကြီးပဲဒါအပြင်ငလျင်လောက်ကပ်ပြီး9ရက်အကြာမှာတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေစတင်နေပြီဖြစ်တော့လေအာဏာပိုင်တွေရဲ့ဘလို့ထောက်ပံ့ပေးမှုမျိုးမှမရရှိတဲ့အတွက်ကုညီရေးအသင်းတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ရမှာအခက်အခဲတွေအများကြီးရှိနေကြောင်းဆက်ပြောပါတယ်ပြီးခဲ့တဲ့ဧပြီလ3ရက်ကအိန္ဒိယနိုင်ငံကိုပြန်သွားခဲ့တဲ့အလွတ်တန်းကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်တဲ့ကီရန်ဗာမာကလည်းမြေပြင်မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေရဲ့ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအကြောင်းကိုပြန်ပြောပြပါတယ်။ One policeman came to me and he just woke me up when I was sleeping. And when I was sleeping, so I got so scared when he woke me up. He was little ရဲတယောက်ကကျွန်တော်ကိုလာနှိုးတယ်သူကြည့်ရတာစိတ်တုန်နေတယ်လို့ပဲအတန်ကလည်းမာတယ်သူကကျွန်တော်ကိုယာယီတဲတစ်ခုစီခေါ်သွားတယ်ပြီးတော့ကျွန်တော်ပတ်စုပ်ကိုယူပြီးမိတ်တူဆွဲတယ်ကျွန်တော်အဲ့ဒီမှာ15မိနစ်လောက်ကြာအောင်စောင့်နေရတယ်ပြီးတော့ကျွန်တော်ဘတ်ကားစီပြန်သွားခိုင်းတယ်သူတို့ကျွန်တော်ကိုဘာမှတော့မလုပ်ပါဘူးဒါပေမဲ့တနက်ကင်ထားတော့ကျွန်တော်လည်းကြောက်တာပေါ့ဒါကနေပြီးတော့မှကြုံခဲ့ရတာပါပြီးတော့ကျွန်တော်ဘေးနားမှာထိုင်နေတဲ့အသက်8နှစ်9နှစ်အရွယ်ကောင်လေးတယောက်ကအော်ပြီးပြောတယ်မင်းဖုန်းကိုမထုတ်နဲ့သူတို့ကမင်းကိုတနက်နဲ့ပြစ်လိုက်မယ်တဲ့ဖုန်းကိုကျွန်တော်လက်ထဲမှာကင်ယုံပဲကင်ထားတာပါဓာတ်ပုံရိုက်နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီကောင်လေးကိုကြည့်ရတာစစ်သားတွေနဲ့ရဲတွေကိုရမ်းကြောက်နေပုံပဲအဲ့ဒီတော့ကျွန်တော်လည်းကြောက်လာတာပေါ့အဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဒီနေ့ညမှာပဲပြန်ဖို့ဆုံးဖြတ်လိုက်တာ go back to the bus person he gave some money to the military guy ကမ္ဘာနိုင်ငံပေါင်း26ခုကနေကုညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေကျန်းမာရေးစင်တာတွေပြန်လည်ထူထောင်ရေးပတ်မိုးမှုတွေနဲ့တနိုင်ငံလုံးကကုညီကယ်ဆယ်ရေးအသင်းတွေရောက်ရှိနေပေမဲ့စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့်ငလင်တန်သည့်ဒေသတွေမှာထိရောက်တဲ့ကုညီကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေမလုပ်ဆောင်နိုင်သေးဘူးလို့သိရပါတယ်။လက်ရှိဧပြီလ6ရက်နေ့နေ့လယ်တနာရီအချိန်ထိငလင်တန်ကြောင့်သေဆုံးသူ4212ယောက်ရှိလာပြီဖြစ်တယ်လို့ DVB ရဲ့ data တွေရသိရပါတယ်။ကျွန်မဝေပါ